hello HOT on the beat. check did do the sceneအောင်မြင်ခြင်းအစီရရတာဟာရှုံးနေခဲ့ဘူးသူတွေတည်တယ်နောင်လာမှရှိတယ်တည်တယ်ဆိုပြစ်စုံပန်တိုင်းကိုထိမယ်လွဲခဲ့တော့ခီးတွေနဲ့မမြဲခဲ့တော့ခရီးတွေနဲ့ကျူးလွန်ဖောက်ပြမိခဲ့တော့လူဘွားရဲ့စီးတွေဘောဟာဖန်ခွဲတဲ့ခုတပွဲပြန်ကျဲနေခဲ့တော့အစိပ်ပိုင်းများပြဿနာဟာအသက်တွေကြီးလာတယ်ငါမောက်စိတ်မွေးလို့ရိတ်တိုင်းဘွားတက်နိုင်တော့ခိနေစေလူတော့မတိုးမဲ့စိတ်ရိုင်းများပတ်စံနေအများကြီးနဲ့ဘွားကိုငေးပြီးတော့လက်ရှိဘွားကိုစိတ်နိုင်ကြအမှားမှန်လည်းမသိဘူးဘွားထန်လည်းမသိခဲ့ငါလည်းမင်းလိုပဲတစ်ချိန်ကအိမ်ရစားရမယ်သိတယ် introvert လိုလူကြောက်တာလိုနဲ့ပရင်းမတစ်ချက်စာပဲသိခဲ့ပရင်းမတစ်ချက်စာပဲသိတဲ့သူကိုတော့လောကရန်က short discount ဖြစ်လောကကြီးတော့မပြောချင်ပဲစိတ်ထဲအနေဆုံးပေါ်သွားခြင်းသေးတယ်သိခံမှုတိုင်းတာလာဆမ်းပြီးတစ်ဖက်သက်ကြီး store ကခြင်းသေးတယ်လိုက်ခဲလိုက်တားကြီးလားငါစောက်ပြဿနာမျိုးစုံနဲ့ Thailand 2ကိုမင်းကိုခေါ်သွားခြင်းသေးတယ်မိကုန်းတွေအပေါ်ကနေမမေးနဲ့မုတ်ဆိုးကတားကောဖြစ်နိုင်တယ်လို့တားကောင်းဟာမုတ်ဆိုးဖြစ်နိုင်လို့ဘယ်ရပါမှတ်ချက်ချဖို့မလွယ်ဘူးမင်းရဲ့အမြင်တစ်ခုတည်းနဲ့လည်းတတ်မှတ်လို့မရဘူးဒေါသအကောင်းဆုံးတုံ့ပြန်မှုလည်းမဟုတ်ပြန်ဘူးရှုံးပြီးတဲ့သူတယောက်ပေါ်ကိုရက်ဆက်လို့မရဘူးမိတ်ဆွေရရန်သူဖြစ်နိုင်တယ်လို့ရန်သူကမိတ်ဆွေဖြစ်နိုင်လို့တခါတည်းအတန်ရှင်းသောအရာတွေကစိတ်တွေဖြစ်နိုင်ပျော်ရွှင်မှုကိုရှာရင်းနဲ့စိတ်တွေညစ်နိုင်တယ်အခါခါပြိုလဲခဲ့ခြင်းရအောင်မြင်သွားတဲ့အချိန်မှာမင်းတို့အကောင်းဆုံးအတိတ်တွေဖြစ်နိုင်တယ်လူတယောက်ရဲ့ဘဝပေါ်တိုက်စားမှုအကောင်းဆုံးကအချိန်ဆိုတဲ့အကျဉ်းဆုံးဝေးတစ်ခုပဲငါမှရှိတဲ့ငွေသားတက်တဲကိုငါတစ်ခါမှမြင်ဘူးတဲ့ကလေးတယောက်ကိုငါပေးဘူးတဲ့ငါတက်16နှစ်လောက်ကြီးတဲ့လူတယောက်ရဲ့စောက်ခွက်ကိုတွေးနဲ့ထွေးဘူးတဲ့ငါမေမျက်နှာငယ်ရအောင်ငါအကိုစိတ်စီးရဲအောင်လမ်းမပေါ်တက်မိုက်ကန်းဘူးတဲ့ဘိန်းသားတွေနဲ့ငါအချိန်တွေဖြုံးအကောင်းဆုံးမူရစေးတွေလည်းလိုက်ဆန်းဘူးတဲ့ငါအပေါ်နားလည်းပေးနိုင်တဲ့မိန်းကလေးတယောက်နဲ့လည်းငါလွဲဘူးတဲ့6နှစ်လောက်စောက်ချိန်တွေကုန်ခံပြီးမိန်းမတယောက်နဲ့လည်းငါတွဲဘူးတဲ့ဆေးကြောက်တွေပိတ်တာလိုက်ပြီးလို့ဘကိုးရိုးမှတော်တဲ့တယောက်တစ်ထွက်ပြီးပြေးဘူးတဲ့လမ်းထိပ်ကတယောက်မှကြီးအိမ်ရှိမှလီးပဲဆိုပြီးမှုတ်ဆေးဘူးတွေနဲ့ငါတွားပြီးရေးဘူးတဲ့အရက်တွေဘူးပြီးဖြူဖို့လဲကောင်းမှတယောက်တဲ့လမ်းတွေရှောက်ဘူးတဲ့ဆိုင်ကယ်နဲ့သိမလို့ပေါက်ဘူးတဲ့ကိုပုံးကိုက်တဲ့ဆေးကြောက်တွေတောက်ပြီးရေးဖို့ခန်းတဲ့ထိကရောက်ဘူးတဲ့ငါဘွားဆောက်လွဲမျိုးစုံပဲမင်းရဘလောက်ယူလဲအမတရားတွေများတော့ချက်ရှင်းတန်နေတာတဲ့ဘွားပဲပြဿနာတွေမျိုးစုံကစိန်ခေါ်နေတာတဲ့ဘွားပဲမျောလင်းချက်တွေအပြည့်နဲ့အိမ်မက်တွေဒါဟာဘွားပဲစေတနာတွေကောင်းခဲ့ပေမဲ့လည်းငါဘာမှမရခဲ့ဘူးဒီချင်းရစိတ်တကြနေခဲ့တဲ့ rap ချင်းမဟုတ်ဘူးလူတယောက်ကိုစိတ်ခွန်အားတွေပေးနိုင်လောက်တဲ့ထိတယ်မဟုတ်ဘူးအသက်တွေကြီးလာလေ rap တွေညီးရတာခက်လို့ငါဘဝရဲ့အမတ်တရတချို့တော့ပါပဲအောင်မြင်ခြင်းအစီရတာဟာနောင်နာမရှိတဲ့အသေးနဲ့ဆိုလွဲခဲ့တော့ခီးနဲ့ကျူးလို့ပေါက်ပြမိခဲ့တော့လူအောင်မြင်ခြင်းအစီရတာဟာနောင်နာမရှိတဲ့အသေးနဲ့ဆိုလွဲခဲ့တော့ခီးနဲ့ကျူးလို့ပေါက်ပြမိခဲ့တော့လူ